ကိုကြောင့်တစ်ဖက်သူစိတ်နှောက်ယှက်ဖြစ်မှာကိုအရန်ကြောက်တယ်ဥမာငါလောက်ရက်ကတစ်ဖက်သားပေါ်မှာစိတ်နှောက်ယှက်ဖြစ်နေမလားကောင်းမလေးပေါ့နော်ကောင်းမလေးပဲဖြစ်ဘယ်နေရာမှာပဲဖြစ်ပါနော် relationship မှာပဲဖြစ်ကိုလောက်ရက်ကသူ့ပေါ်မှာစိတ်နှောက်ယှက်နေတာဖြစ်နေမလားကိုကကောင်းမလေးတယောက်ကြိုက်တယ်အဲဒီကြိုက်နေတဲ့ကောင်းမလေးကိုလိုက်တယ်ဗျာဒီလိုဘယ်စကားအနေနဲ့ပြောရင်လိုက်တယ်လိုက်တဲ့အချိန်မှာသူ့လိုက်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီလဲပေါင်းဆောင်တော့ရတယ်အဲဒီကျွန်တော်တို့တောင်းချလိုက်တဲ့နီလန်းတွေကတစ်ဖက်တာမှာစိတ်နှောက်ယှက်ဖြစ်နေနိုင်တယ်ဆိုတော့တစ်ဖက်သူမျှသွေးပေးတဲ့အခါမှာဟောငါလောက်ရက်ကသူ့ပေါ်မှာစိတ်နှောက်ယှက်များဖြစ်တော်မလားကျွန်တော်ဖုန်းခေါ်ခြင်းနဲ့ဖုန်းပြောခြင်းနဲ့ခေါ်ရင်ကောင်းမလားမခေါ်ရင်မကောင်းဘူးလားငါခေါ်လိုက်ရင်ဒီချန်အလုပ်ရှုပ်နေမလားဒီငါ့ကိုရစကားပြောချင်ပါမလားဆိုတော့ငါလို့ဖုန်းခေါ်လိုက်ရင်စိတ်နှောက်ယှက်များဖြစ်တော်မလားဆိုပြီးတော့ဒီလိုပေါ့နော်ဘယ်လိုပြောမလဲကိုချင်းစာဆိုင်လို့ပြောရမလားအဲ့လိုမျိုးလေးဖြစ်ပူကြလားလို့